laptop ရဲ့ power button ကိုဆက်အဖွင့်ပိတ်လုပ်ဖို့အတွက်ပဲသုံးနေတော့ဆိုရင်တော့အရန်ကိုနှမျောကြကောင်းပါတယ်တကယ်တော့ power button လေးတစ်ခုတည်းနဲ့ကိုယ့်ရဲ့အလုပ်တွေကိုပုံမှန်မြန်ဆန်အောင်လုပ်လို့ရတဲ့ function လေးမျိုးရှိတယ်ဆိုတာကိုသိပြီးသွားပြီလားဒီနေ့ဗီဒီယိုမှာတော့ဒီအချက်ကလေးတွေကိုပြောပြပြီးသွားပါမယ်ဒီ Mysa text လေးတွေမပြောခင်မှာတော့ user guide by unit ရဲ့ Facebook page, TikTok channel နဲ့ YouTube channel တွေကို like, follow, subscribe လေးလုပ်သွားပေးပါဦးနော်။မှာတော့ channel နဲ့ကတော့ control panel တွေကိုတွားပေးရပါမယ်။ control panel တွေကနေပြီးတော့မှ power option ကိုတွားပါ။ power option မှာ choose what the power button ကိုနှိပ်ပေးပါ။အဲ့ဒီမှာ while I press the power button မှာဆိုလို့ရှိရင်တော့အချက်လေးချက်ရှိပါတယ် do nothing sleep hibernate နဲ့ shut down လို့ဖြစ်ပါတယ်အဲ့ဒီမှာ do nothing ကိုရွေးပြီးသွားပြီဆိုလို့ရှိရင်တော့အောက်မှာစိတ်ချင်းကိုနှိပ်ပေးလိုက်ပါအဲ့ဒါဆိုလို့ရှိရင်တော့ကိုကအလုပ်လုပ်နေရင်လည်းမှားပြီးတော့မှ power button ကိုနှိပ်လိုက်မိတဲ့အခါမှာလည်းပြန်ဖွင့်တဲ့အခါမှာဆိုလို့ရှိရင်တော့အဲ့ဒီနေရာကိုပဲရောက်နေမှာဖြစ်ပါတယ်နောက်တစ်ခုကတော့sleep ကိုရွေးအောက်ကစိတ်ချင်းကိုနှိပ်လိုက်ပြီဆိုလို့ရှိရင်ကိုကအလုံးလုံးနေနေခဏနားကျင်လို့sleep mode လုပ်ချင်တယ်ဆိုလို့ရှိရင်တော့ button လေးနှိပ်လိုက်တာနဲ့ sleep mode ဖြစ်သွားမှာဖြစ်ပါတယ်ပြန်ဖွင့်ချင်တယ်ဆိုလို့ရှိရင်လည်း button တစ်ချက်နှိပ်လိုက်တာနဲ့ချက်ချင်းပြန်ပွင့်လာမှာဖြစ်ပါတယ်တခုရှိတာကတော့ sleep mode လုပ်ထားပေမဲ့လည်း battery ကတော့အနည်းငယ်စားနေမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ hibernate ကိုရွေးပြီးတော့အောက်ကစိတ်ချင်းကိုနှိပ်လိုက်မယ်ဆိုရင်တော့ battery လုံးဝမစားဘဲနဲ့အလုပ်လုပ်နိုင်မှာပဲဖြစ်ပါတယ်သူကတော့အမိုက်ဆုံးပါပဲကိုယ့်ရဲ့အလုပ်လက်စ tab တွေ file တွေကို SSD ထဲမှာတိတ်ချသိမ်းပြီးတော့မှ laptop ကိုပိတ်ပစ်လိုက်တာပဲဖြစ်ပါတယ်ဒါက battery လုံးဝမစားဘဲနဲ့laptop ကိုပြန်ဖွင့်မယ်ဆိုလို့ရှိရင်လည်းကိုယ်အလုပ်လက်စနေရာနေပြီးတော့မှပြန်ပွင့်မှာပဲဖြစ်ပါတယ် laptop ကိုအချိန်ကြာကြီးပိတ်ထားခြင်းတဲ့သူတွေအတွက်အသင့်တော်ဆုံးပါပဲနောက်တစ်ခုကတော့ shut down ဖြစ်ပါတယ်သူကတော့ပုံမှန်တိုင်းမှာပဲဆက်ကိုလုံးဝပိတ်ချလိုက်တာပါအလုပ်လက်စတွေလည်းပိတ်သွားမှာဖြစ်လို့ဆက်ကိုပြန်ဖွင့်မယ်ဆိုရင်တော့အစကနေပြန်စရမှာဖြစ်ပါတယ်နောက်ဆုံး bonus အချက်အနေနဲ့ကတော့ကိုယ့်ရဲ့ laptop ကသုံးနေနေဟန်သွားပြီဆိုလို့ရှိရင် power button ကို10စက္ကန့်လောက်ဖိနှိပ်ထားလိုက်ပါဒါဆိုလို့ရှိရင်ဆက်က force shut down ဖြစ်သွားပြီးတော့သူ့လိုပိတ်သွားပါလိမ့်မယ်အခုလိုနေပညာ test တွေကိုအမြဲတင်ဆက်ပေးနေတာဖြစ်လို့ user guide by unit ရဲ့ Facebook page, TikTok channel နဲ့ YouTube channel လေးတွေကို like and follow subscribe လေးလုပ်ထားပေးပါဦးနော်ဒီဗီဒီယိုလေးကအသုံးဝင်နေဆိုလို့ရှိရင်တော့ share သွားပေးဖို့လည်းမမေ့ပါနဲ့အောင်အဆုံးထိကြည့်ရှုခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်အားလုံးပဲတတ်တာ